ai goro miya she go buzo gado jaya Namo Tassa Bhagavato Arahato Sama Sambuddhassa Namo Tassa Bhagavato Arahato Sama Sambuddhassa Namo Rika Bibi Lama, Miri Kanda Gugu, the Diacuman Wamia, Ado Meramuya Dai, Miri Jani Dadu, Janya Dada, Janya Taina Yawa. The sea you go where Taina, Demi Quiver Taina, Mahabali Vet Taina, Chanda, the Taina. Hello, Dalu Miri Nama, Bibi, Goromia, Uzo, Kaya, Banida, Kagu, Yakamamata. Bebe Lava, Wagata, Java Lava, Wagati, Lama Digi, Azali, Tibido, Lago, Dadali, Tata. Milu, Dadali, Baby, Bezago, Leve, Dadali, Beta. Ugamuja,
တော့မဟုတ်လေမမဟုတ်လုံးစီနေမောလေမောလုံးစီနေပညာလည်းမသောနေစီပဲတဲ့မမနာပါတရားတိုင်းနဲ့ဣရိယာပုအမှုအရာလို့ခေါ်တယ်ဒီမှာစိတ်ကိုကြတော့ပရိမုခတတေဥပဒါပိတဝတတေတတိကိုဝါအသိကိုဝါစိတ်ကိုပရိမုခကမနအာယုတို့ရှိရှိ၍ဥပဒါပိတဝပိုင်ပိုင်နိုင်နိုင်ကပ်ပြီးတော့ဒါစိတ်ကိုကြတော့နာတိဝနာတိပြားမှာကပ်ပြီးတော့ဒါအဲ့ဒီနာတိဝနာတိပြားမှာအမြဲတမ်းရှိနေတယ်ကျူဝေကျူထွက်လေနဲ့နာတိဝနာတိပြားထိတဲ့ပေါ်မှာအသိလို့ခေါ်တဲ့စိတ်ကိုကတ်ထားပြီးဖို့ပါပဲတဲ့ဒီတော့လေးလည်းအလုံးမသိမ့်ပြီးတော့ကိုယ်လည်းကျုပ်နေကြမဟုတ်ရင်ဒီလေးကရှာလို့မတွေ့ဘူးအဲ့လိုမတွေ့ရတဲ့နဲ့ခက်သက်သက်လေးလားကျူဝေထိတဲ့ပေါ်မှာသိအောင်ဘယ်ရောက်ဝင်တဲ့လူကိုထိသည်တတိဖတ်တဲ့လူကိုလည်းထိသည်တတိ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 အဲ့ဒါဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘာဝိတာဘူရိကတာကျိန်ဖန်များစွာအကျဉ်းကြီးခါကရှုရမယ်ဒီချိန်နဲ့မျိုးမဟုတ်နှစ်ချိန်နဲ့မဟုတ်အဲ့ဒီထိတဲ့ပေါ်မှာသိရလီလေးကိုနည်းနည်းလေးအားထိပြီးတော့ရှုနေကြလူကတော့ဒါထိသည်တတိကတော့ရှုမယ်ပေါ့ဒီယောဂီအသင်များရှုနေကြပုဂ္ဂိုလ်မောက်တဲ့ပုဂ္ဂိုလ်များနည်းနည်းလေးအားလေးထည့်ပြလိုက်ရင်ထိတဲ့ပေါ်မှာသိပါတယ်တဲ့ကြောင့်ထိသည်တတိထိသည်တတိအမထိတာယုတ်တရားသိတာဉာဏ်တရားပဲယုတ်နဲ့ဉာဏ်ပဲတတိကတော့စေတသိက်ပေါ့ထိတာကယုတ်သိတာကစိတ်တတိကစေတသိက်ပဲမှန်တော့ယုတ်စိတ်စေတသိက်ပရမတ္တတရားတွေပဲလားထိသည်တတိထိသည်တတိထိသည်တတိဒါပြန်ကြောက်ရယုတ်စိတ်တဲ့စေတသိက်ကဉာဏ်တရားကိုယောဂယုတ်စိတ်တဲ့စေတသိက်ကဉာဏ်ဆိုယုတ်နဲ့ဉာဏ်ပေါ့ထိသည်တတိကမှလည်းယုတ်နဲ့ထိသည်အဲ့လိုဉာဏ်မှများစွာရှုရရဲဆိုတာစိတ်ကိုငြိမ်အောင်လို့သူကစိတ်ကမငြိမ်ဘူးလေအာလုံးတူပဲစိတ်ကမငြိမ်တော့ရှုနေကြအမြဲတမ်းအာလုံးနေကြပုံကိုနေကြတော့သူကပူငြိမ်တော့ပေါ့ရှုနေကြပုံကိုနေစိတ်လည်းဖဲရတယ်အယံကတ်ရမယ်စိတ်လေးရအမြဲတမ်းသူစဉ်းစားနေတယ်တွေးနေတယ်ကြံစည်နေတယ်သူအာယုကြတဲ့နေရာမှာရောက်တဲ့နေရာမှာရောက်နေတယ်ကလေးတွေများကြတယ်ဂိမ်းဆိုဂိမ်းပေါ်မှာရောက်နေဒီစမ်းမှာဂိမ်းမှာစွဲသွားတယ်သူတွေကြတော့စွဲပါများတော့ဘိန်းစွဲလို့စွဲဖြက်လို့မရအောင်ဖြစ်တော့သူတွေကကလေးတွေအုပ်နောက်တွေမှာထိတ်ကိုမျက်လုံးတွေထိတ်ကိုကြအများကြီးဒီတော့သူသားတွေကပူသိမှာပေါ့အဲ့ဒါတွေကပါလေအမှအာယုတစ်ခုတည်းသွားစွဲနေတယ်သူကသွားဆွဲပြီးတော့ချားရုံမရောက်နေဘူးလေဒီမှာတော့သမာဓိရရုံပဲထိသည်တတိထိသည်တတိထိသည်အာယုလေးရစိတ်လေးငြိမ်ရပေါ့စိတ်လေးငြိမ်မှခန္ဓာဝိညာဉ်နဲ့ဖြန့်ပြီးတော့ကြည့်တယ်ထိတာယုတ်တရားသိတာဉာဏ်တရားပဲဒီလောကလုံးမှာယုတ်နဲ့ဉာဏ်ပဲရှိတယ်သူပဲနာပဲယောက်ျားမင်းမပုဂ္ဂိုလ်တ attva လို့ပြောနေကြတာပညာအနေနဲ့ပြောနေကြတာဒီခန္ဓာမှာလည်းပဲအခုမြင်နေရတဲ့ခန္ဓာကြီးပညာခန္ဓာလို့ခေါ်တယ်။အဲတကယ်တည်းပညာခန္ဓာတွေဖယ်လိုက်ရင်မရှိတယ်ရုပ်နဲ့ဉာဏ်ပဲရှိတယ်ရုပ်တရားဉာဏ်တရားအဲ့တော့တည်းဖြစ်လိုက်တော့ခန္ဓာ၅ပါးကိုတည်းချက်လိုက်ရတာသန္တာပါတည်းချက်ဉာဏ်စချက်ပါအများကြီးပေါ့ပြန်ပြီးတော့ချုပ်လိုက်ရင်ရုပ်နဲ့တစ်ပါးရအဲ့ဒါရုပ်နဲ့တစ်ပါးရုပ်ကဖောက်ပြန်တဲ့သဘောရှိတယ်ဉာဏ်ကတော့အသိပြီးတော့ခံစားတဲ့သဘောရှိတယ်အဲ့ဒါရုပ်နဲ့ရဲ့သဘောကိုယောဂီတွေနေနဲ့တတိလေးကပ်ပြီးတော့ဉာဏ်နဲ့ပြောင်းကြည့်ရတယ်လို့ပဲဝိပဿနာလို့ပြောနေတာရုပ်နဲ့ရဲ့သဘောတော်ပါဉာဏ်နဲ့ပြောင်းကြည့်ရတယ်လို့ပဲ။ညာရုပ်ရဲ့လောက်ကပါလဲဆိုရုပ်ကရုပ်ဝိတ္တိရူပံရုပ်ကဖောက်ပြန်တဲ့သဘောဖြစ်တယ်။အဲ့ဒါရုပ်ကပါလေခန္ဓာထဲမှာရှိနေတဲ့သုကကတရှိသမဲ့မှန်သမျှပထဝီအာဘောဒီသောဝါယောမြေကြီးမီးလီဓာတ်ရည်လေးပါလို့ခေါ်တယ်။အဲ့ဒါမှာဘုံရုပ်လို့ခေါ်တယ်။ကြီးကျယ်ထင်ရှားတဲ့အတွက်ကြောင့်သူ့မှာဘုံရုပ်လို့ခေါ်တယ်။ဥပါဒါယုတ်က24ပါးရှိတယ်။အဲ့ဒါမဟာဘုံရုပ်လာပြီးတော့ဥပါဒါယုတ်လာပြီးတော့ဖြစ်တယ်။မဟာဘုံရုပ်ပြီးတော့လာဖြစ်ရတယ်24မပေါင်းလိုက်ရင်ရုပ်20နဲ့8ပါးရှိတယ်။အ
လုံးရုပ်နဲ့ဆက်ချက်ပါမယ်ကြီးအဲရုပ်နဲ့ဆက်ချက်ပါတဲ့မှာအမျိုးသားကိုကြတော့ပုံးပါဝရုပ်ရှိတာအမျိုးသမီးကကြတော့အဋ္ဌိဘာဝရုပ်ရှိတယ်အမျိုးသမီးမှာပုံးပါဝရုပ်မရှိဘူးအမျိုးသားမှာအဋ္ဌိဘာဝရုပ်မရှိဘူးဒါကြောင့်အဲ့ဒီတစ်ခုဖြော်ရော့လိုက်ရင်29ပါးစီရှိမှာပေါ့အမျိုးသားမှာဘုံဘာဝရုပ်ရှိတယ်အမျိုးသမီးမှာအဋ္ဌိဘာဝရုပ်ရှိတယ်တို့လုံးပေါင်းလိုက်ရင်တော့28ပါးအဲ့လိုတစ်ခုစီခေါ်လိုက်တော့29ပါးစီရှိကြတယ်လူတရားမှာဆိုရင်29ပါးရုပ်29ပါးရှိကြတယ်အဲရုပ်29ပါးလုံးရဲ့လက္ခဏာရုပ်28ပါးလုံးလက္ခဏာကရုပ်ပတိတိရူပံပဲမြင်တဲ့ဖောက်ပြန်နေတယ်အဲ့လိုဘာပြန်တော့ဘုရားထေချာလာမမသောထေချာတယ်အပတဝီအာဘောဒီရောဝါရောမြေမိလီတိုက်လေးပါဖောက်ပြန်နေတာပိုထေချာတယ်တဲ့အဲ့ဒီယုတ်တရားကြီးကဖောက်ပြန်နေတာသူ့လို့နေခေါ်တာပေါ့ဒါပေမဲ့သူသိသလားယုတ်ကအာယုမသိတဲ့တော့ကြောင့်အာယုမခံစားသူဘာမှမသိဘူးဒါပေမဲ့သူ့လို့တော့သူလုပ်နေတာပဲမသိညာတော့လည်းပဲသူ့လို့လုပ်နေတယ်အဲ့ဒါမြေလုံးကပါလဲဆိုညောင်းတယ်ညာတယ်တောက်တယ်တင်းတယ်ကိုက်တယ်ခဲတယ်မာတယ်ကျန်းတယ်လီးတယ်အဲ့ဒါမြေကြီးကဖောက်ပြန်နေတာလေယူစည်းတယ်ဖွဲ့စည်းတာဆိုရင်ဒီဝါအာဘောယုတ်ကဖောက်ပြန်နေတာပူတယ်အေးတယ်ခံစားရတယ်ပဲလေအေးတာလည်းပြီးသောပူတာလည်းပြီးသောပဲတိဒပြီးသောဥဒ္ဒပြီးသောလို့ခေါ်တယ်အဲ့ဒီသောရောဖောက်ပြန်တာပဲရိတ်တယ်ရရဲ့လှုပ်တယ်ကြားတယ်တုံးတယ်ခါတယ်ဖြူတယ်ရှိုက်တယ်အဲ့ဒါတွေကြောင့်ဝါရောရုပ်အဲ့ဒီရုပ်တွေမှာထင်ရှားတာပဲပေါ့အဲ့ရုပ်ထင်ရှားရဆိုတာအဲ့ဒါသူ့လို့ပြီးတော့သွားသိတာပဲသူသိစိတ်ကြီးကတော့သိတာစိတ်ဆိုတာအကျဉ်းဖြစ်တဲ့ကိုယ်ကအကျဉ်းတရားနဲ့ဆက်တဲ့ပါရှိတယ်အဲ့ဒါစိတ်ရဲ့တရားနဲ့ဆက်တဲ့ပါလက္ခဏာအနေနဲ့ကြည့်လိုက်ရင်စိတ်တံအာရမဏဝိဇာဏလက္ခဏာအာယုသိတဲ့သဘောလေးတစ်ခုပဲရှိတယ်ခန္ဓာပေါ်လိုက်တော့ဝိညာဉ်ခန္ဓာပေါ့ယုတ်တဲ့စိတ်ကြီးပွားခန္ဓာပေါ်ရူပခန္ဓာပေါ့ခန္ဓာလည်းပြောရင်အဲ့ဒီစိတ်ရဲ့လက္ခဏာသိတယ်ပူရာသိတယ်အေရာသိတယ်ညောင်းတာသိတယ်မြေနာသိတယ်ကြာတာသိတယ်နန္တာသိတယ်သာတာသူ့လို့သိတဲ့အလုပ်တွေပဲသူ့လို့ပဲသူ့တောင်ကသိတဲ့တောင်လေးတစ်ခုပဲကြည့်တယ်ခုနခံစားတယ်မှတ်သားတယ်ပြုမိတယ်ဒါစိတ်ရဲ့သိရဲ့အလုပ်တွေခံစားတာကဝိညာဉ်သတိလက်ခံတာသူ့ရဲ့လုပ်ကခံစားမဲ့လုပ်ပဲပညာသေးကမှတ်သားမဲ့လုပ်ပဲဝိညာဉ်သတိကဝိညာဉ်ခန္ဓာပညာသတိကပညာခန္ဓာဝိညာဉ်တရားမပြည့်တဲ့သတိ50ကိုကြတော့သင်္ခါရခန္ဓာဟောလိုက်တဲ့ခန္ဓာ၅ပါးလည်းတော့ရူပခန္ဓာဝိညာဉ်ခန္ဓာဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာပြန်ပေါင်းလိုက်တော့ရုပ်စိတ်စေတသိက်ပဲလေဒါအဲ့ဒါရုပ်စိတ်တဲ့အကျဉ်းယူလိုက်တော့ရုပ်ရဲ့စိတ်ရဲ့စေတသိက်ဒါအကျဉ်းပြောလိုက်တာဒါသူ့လုပ်တဲ့သူ့လုပ်ကဘာလဲရုပ်ကဖောက်ပြန်မယ်လို့စိတ်ကသိမဲ့အလုပ်စေတသိက်ကခံစားမယ်ပတ်သက်မယ်ပြုပြီးမယ်ဒါသူ့ရဲ့အလုပ်ထင်ရှားတာခံစားတာထင်ရှားတယ်ပူရာခံစားတယ်အိရာခံစားတယ်ညောင်းတာခံစားတယ်အကျဉ်းတာခံစားတယ်ထူရာခံစားတယ်ဉာဏ်တာစက်အခုခံစားသူကြီးပဲသူ့လို့တာသူ့တောင်နဲ့သူ့လို့နဲ့သူ့လို့နေကြတာဒီတော့တောင်ပြန်ကျုံးလိုက်ရင်ယောဂဖောက်ပြန်တဲ့အလုံးစိတ်ကသိတဲ့အလုံးစေတသိက်ကခံစားတဲ့အလုံးစိတ်ယောစိတ်စေတသိက်အဲ့ဒါပရမတ္ထတရားတွေခေါ်တယ်ဝိရိပတိနဲ့မမြင်ရဘူးလေပူတယ်ပူတာမမြင်ရဘူးပူတာသိတယ်သိတာလည်းမမြင်ရဘူးပူတာခံစားလိုက်တယ်ခံစားတာလည်းမမြင်ရဘူးလေဘယ်သူသိတယ်ကိုယ်တိုင်သိနေတယ်သူများမသိဘူးကိုယ်တော့သိနေတယ်ဟာပူလိုက်တာအေးလိုက်တာညောင်းလိုက်တာကျင်လိုက်တာထုံလိုက်တာအဲ့ဒါတွေကရုပ်စိတ်စိတ်တွေကြီးပဲအဲ့ဒါမသိတော့ငါကျင်တယ်ငါညောင်းတယ်ငါပူတယ်ငါအေးတယ်ဘာဖြစ်လဲငါကြီးတော့ပါလာအဲ့ဒီငါဘယ်ကနေပါလာတယ်အစမေတ္တာခန္ဓာရတဲ့နေ့ကစိုက်အဲ့ဒါငါဇွဲတက္ကရာဒိဋ္ဌိလို့ခေါ်လိုက်တာအဲ့ဒီငါဇွဲတက္ကရာဒိဋ္ဌိတန်လိုက်နဲ့ပါလာမသိတော့ရသော်ရသော်မတွေ့တော့ငါပဲဘောဂသာငါသမီးငါစည်းငါပြန်ငါပစ္စည်းကောင်းစားအဲ့လိုငါဆိုတဲ့တက္ကရာဒိဋ္ဌိပါတော့အဲ့ဒီတက္ကရာဒိဋ္ဌိကသူ့မှာကပ်နေတဲ့လောဘဒေါသမောဟနဲ့အဲ့ဒါကိုအပယ်လေးပါဆွဲချသွားတာပဲအခုရှုနေတာငါဆိုတာမရှိဘူးဘာရှိနေလဲရုပ်နဲ့နာမ်ပဲရှိတယ်
ရုပ်နဲ့တယ်လည်းသူ့လို့သူလုံးနေတာပဲယောဂဘာပြန်တဲ့ကသူကခံစားနေတော့ဆင်းရဲတဲ့ဒုက္ခဝေဒနာဆိုတာပေါ်နေတာပဲတဲ့ဆင်းရဲဒုက္ခဝေဒနာမပေါ်လို့ဒုက္ခဝေဒနာပေါ်နေတာပေါ့ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဥပေက္ခဝေဒနာဝေဒနာသုံးမျိုးတစ်ခုတစ်ခုပေါ်နေတာပဲအဲ့ဒါကိုကသတိမထားမိလို့လားဒုက္ခဝေဒနာမပေါ်ရင်ဒုက္ခဝေဒနာပေါ်မယ်ဒုက္ခဝေဒနာဒုက္ခဝေဒုက္ခလည်းမဟုတ်ဒုက္ခလည်းဥပေက္ခပေါ်နေမယ်ဒီခန္ဓာအမြဲတမ်းတော့ဒီကျင်းနဲ့အမြဲတမ်းပဲဒါပေမဲ့ဘုန်းကြီးတွေကဘာသာသိလိုက်လဲဆိုတော့ဟာငါပြင်ပန်းလိုက်တာငါမောလိုက်တာဟာငါပူလိုက်တယ်ငါကြီးကတော့ပိုင်တော့ငါလို့ကနေမဟုတ်ဘူးအဲ့ဒီရုပ်နဲ့တွဲပြီးတော့သူ့လို့သူလုံးနေကြတာတဲ့အဲ့လိုရုပ်နဲ့တွဲသူ့လို့သူလုံးနေတဲ့ပုံမှာယောဂီတို့ကတတိတိကပ်ပြီးတော့ဉာဏ်လေးနဲ့သုံးသပ်လိုက်တာဘာပူတယ်ပူတာကယုတ်ပူတာသိလိုက်တာကစိတ်ခံစားလိုက်တာရုပ်စိတ်တွေသိအဲ့မှာသတိလေးကပ်ပြီးတော့အနေစာဒုက္ခအနတ္တဒီဒုက္ခဝိနာခေါ်တာပေါ့ပူတယ်ပူတာကယုတ်သိတာကစိတ်ခံစားလာစေရုပ်စိတ်တွေအဲ့မှာခံစားရဘုရားကဒုက္ခဝိနာဆင်းရဲတော့ခံစားရတော့ဒုက္ခဝိနာဒုက္ခဝိနာကြတော့မထင်ရှားဘူးလေအဲ့မှာဝိပြီးတော့နေကြတာများသွားပြီထိုင်လို့ကြာလာရင်ပေါ်လာပါလိမ့်မယ်ကြောင်းညာရောက်တယ်တောက်တယ်တီးတယ်ကြိုက်တယ်ခဲတယ်မာတယ်ကျန်းတယ်ပေါ်လာတာအညောင်းတယ်ညောင်းတာကရုပ်ပဲသိလိုက်တာစိတ်ပဲခံစားနေတာစိတ်တွေသိပဲရုပ်စိတ်တွေသိအဲ့ဒါညောင်းတဲ့ပုံမှာတတိလေးကတ်ထားလိုက်တယ်တတိကပြီးတော့ဘုရားဥပဒနာဉာဏ်နဲ့သုံးသပ်တာပေါ့ပြုတယ်လို့ခေါ်တာပေါ့အနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တဒီညောင်းတဲ့ဆိုတဲ့သဘောလေးမြဲမှမမြဲတယ်သူလည်းဖြစ်ပြီးတော့ပြည့်နေတာအနေစာရဲ့သဘောဆင်းရဲတယ်နောက်တော့ခံစားနေရတယ်ဆင်းရဲတော့ဒုက္ခသဘောမဖြစ်ပါစေနဲ့လို့တားမရစေးမရတယ်အနတ္တသူ့ရဲ့သဘောပဲပေါ့အဲ့ဒါညောင်းတဲ့ခါညောင်းတဲ့ခါကိုတော့မချုပ်နေရတယ်ဟာဒုနာလေးဆိုဒုသွားပြီးတော့နာတာကိုကျွတ်မယ်ခါညောင်းပြီးခါပဲပြီးတော့ညောင်းတဲ့သဘောကိုကျွတ်မယ်ခေါင်းကိုက်တယ်ဆိုရင်ခေါင်းကလုံးလုံးပြညတ်ကြီးလေအဲ့ဒါခေါင်းလုံးလုံးပြညတ်ပဲလိုက်ပြီးတော့မှကိုက်နေတဲ့သဘောဘူးနေတဲ့သဘောအုံနေတဲ့သဘောအဲ့တဲ့သဘောတတိကပ်ပြီးတော့အနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တနဲ့ကျွတ်တာအဲ့ဒါဥပဒနာလို့ခေါ်တယ်သာသာရဲ့တတိကလိုက်တာကသာသာကြီးကစိတ်ကိုငြိမ်အောင်ကျွတ်တာကဒါသမာဓိပဲပေါ့သမာဓိရအောင်ပြုစားလိုက်တာထေတိတတိထေတိတတိထေတိကပိုက်ပိုက်နဲ့ပြုနေဒုက္ခဝေဒနာမပေါ်မချင်းအဲ့ဒီနာသီဝမှာမတိလေးကတာလိုက်ထေတိတတိထေတိတတိထေတိတတိခါခါကျစိတ်ကလွင့်သွားတယ်စဉ်းစားတယ်တွေးတယ်ကြံစည်တယ်အပြင်ရောက်သွားရင်ပြန်ပြီးတော့ဆွဲနာသီဝပြန်ပြီးတော့ဒါထေတိတတိထေတိတတိပြန်ပြီးတော့ကတ်တာကတ်တိုင်းနဲ့အပြင်ရောက်တော့ပြန်စိတ်သားလေးနဲ့တွေးနေတဲ့ကြံစည်နေတဲ့စိတ်ကဘာနဲ့မှပြီးတာလဲဆိုတော့ပြာပုံကြီးတဲ့ကိုဂဲလုံးပြင်းလိုက်တယ်လို့ပဲတဲ့ဒီစိတ်တွေကပြာပုံနဲ့လွင့်နေတယ်လို့သူကစိတ်တွေလည်းအဲ့လိုပဲလွင့်နေတာအဲ့ဒါကိုလွင့်နေတော့စဉ်းစားတွေးတော့ကြံစည်နေတာပေါ့အဲ့ဒါပြန်ပြီးတော့နာသီဝပြန်ဆွဲကြိမ်မှန်များစွာဆွဲလာတဲ့အာထုလာတဲ့ခါကျတော့ဒီစိတ်ကငြိမ်တာလေငြိမ်တော့နာသီဝမှာငြိမ်တာခန္ဓာမှာတကယ်နဲ့ပေါ်လာမှငြိမ်ရင်လည်းစိတ်ပြီးတော့ရှုပ်နေအောင်လေဒီတတိနောက်ခန္ဓာမှာတကယ်ထင်ထင်ရှားရှားပေါ်လာတဲ့ညောင်းတယ်ညာတယ်တောင်းတယ်တင်းတယ်ခိုက်တယ်ခဲတယ်ဘူးတယ်အေးတယ်ထင်ထင်ရှားရှားပေါ်လာရင်အဲ့ဒါပေါ်လာတဲ့နေရာကိုတတိကလိုက်ပေါ်တဲ့နေရာတတိကကဒုမပေါ်တယ်ဒုတော့ဖယ်လိုက်အဲ့မှာပေါ်နေတဲ့တော့လည်းညောင်းညာတောင်းတင်းခိုက်ခဲဘူးအေးပါအဲ့ဒါကိုတတိကအနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တအနေစာဒုက္ခကျင့်ခံများစွာအဲ့ဒါလည်းဘာဝိတာဘူလိကတာကျင့်ခံများစွာပြုအဲ့လိုကျင့်ခံများစွာပြုပြီးတော့ဒုက္ခဝိနာပြောင်းသွားပြန်ပြီဆိုရင်နာသီဝစိတ်ပြန်စားရင်ခေတိတတိပြန်ခဲ့အောင်ခေတိတတိ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 ကလည်းဒုက္ခဝိနာပြန်ပေါ်လာပြန်ပြီဆိုရင်အဲ့ဒါဒုက္ခဝိနာဝတတိကပြီးတော့အနေစာဒုက္ခအနတ္တ
မှရလို့သေးတယ်လေစင်ညာကြတော့ဘယ်လန်းနဲ့ညာလန်းနဲ့ဘယ်လန်းနဲ့ညာလန်းနဲ့ဟောကျော်ရင်ဝတ်ကျော်တယ်သံဃာတိုင်းရင်တိုင်းတယ်ရေကျိုးရင်ဒါရင်းနဲ့တတိတာသမီးစင်ညာပြပါအဲ့ဒါတမာတိကဘာလို့ထောက်ကူပြုတယ်တမာတိကနေဉာဏ်ဘာလို့ထောက်ကူပြုတယ်ဒါကြောင့်အဲ့ဒါကိုဘာဝိတာမူလိကတာပဲထိုင်မှတရားမဟုတ်ဘူးတတိကနိုင်ရင်လည်းတရားဖြစ်နေတယ်ကိုယ်စိတ်အစိမ်ထဲမှာကိုယ်ကအကုသိုလ်တွေမဝင်ရအကုသိုလ်တွေဝင်လာမဲ့တော့တာယသမီးစီပွားဒီအရေးတွေရတယ်တဝတ်တော်လို့ကိုလောက်တာတော့အဲ့ဒီအရေးတွေပဲနှလုံးသားနဲ့လာလာဝင်တော့စောင့်အဲ့ဒါတွေပေါ်လာရင်အဲ့ဒါကိုလည်းရှုပ်လို့ရတယ်ပဲအဲ့ဒါရှုပ်လို့ရတယ်ဆိုခုနကတော့လူရင်းကတော့လောဘဒေါသမောလူညင်မှုလောဘအလိုမကျမုန်းတိမှုဒေါသတွေပေါ့ဒီသဘောတွေပေါ်လာပဲသာဘောတတိရတယ်ဒီစိတ်တွေပဲသမီးရောတတိယဒီစိတ်တွေပဲပြီးတော့ခုနကကိုယ့်ရဲ့ပေမချုပ်ခွဲဖြစ်တဲ့ဒီဒီဒီတို့ပေါ့ရင်ဘယ်လန်းနဲ့ညာလန်းနဲ့ဘယ်လန်းနဲ့ညာလန်းနဲ့ကျွနေရင်းနဲ့အာယုအချားကိုရောက်တော့တတ်သေးတယ်စိတ်လေးအဲ့လိုရောက်သွားပြန်ပြီးတော့ဆွဲဘယ်လန်းနဲ့ညာလန်းနဲ့ဘယ်လန်းနဲ့ညာလန်းနဲ့ပြန်ပြီးတော့ဆွဲရရင်ရတယ်လဲရင်လဲတယ်အဲ့ဒါဈေးကြံလျှောက်တဲ့ခါကျရှုရမှာထိုင်နေတဲ့ခြင်းကြတော့ဒီသတိနဲ့ဒုက္ခဝေဒနာနဲ့ဒီသတိဒီနှမျိုးရှုကြတာပဲမြတ်စွာဘုရားလည်းတော့ခါတော့ကလည်းမအေးကဲ့သို့ကျူးစားတော့ပူကြတာပဲဘေဒံများလုံးများလူတဲ့ပုဂ္ဂိုလ်တိသံပြဒါလိုဘေဒံများလုံးများလူတဲ့ပုဂ္ဂိုလ်ပြီးတော့ဘဝမှာကိုကြီးလည်းအိုးရမတိုင်းလည်းနိုင်ရမသိရင်လည်းသိရတယ်အိုဒါသေးမှလုံးများလူတဲ့ပုဂ္ဂိုလ်ဘဝအေးချမ်းချမ်းစိတ်နှလုံးအေးချမ်းချမ်းနဲ့ညီလူတဲ့ပုဂ္ဂိုလ်တွေဟာဉာဏ်ကိုလည်းဟောရတဲ့ဒီဧကာဏမတ်ကလည်းကြောင့်ဒီသောသတိဓာဝိပဿနာကျင့်တော်မူကြတာကြီးပဲညာသေးသားကြီးတွေကိုယ့်ဘဝကိုယ်အေးချမ်းနေကြတာကြီးပဲအေးချမ်းပါလားဆိုတော့မအေးချမ်းဘူးလေကိုယ်သားကြီးရလာမယ်သမီးကြီးရလာတော့စီပွားကြီးရဟိုရင်းဒီကြီးတွေမအေးချမ်းကြအောင်အဲ့ဒီမအေးချမ်းမှုဆိုတဲ့ပူလောင်မှုကအဲ့ဒါကိုယ်ကnhìnထဲမှာလက်ခံထားတဲ့အတွက်ကြောင့်အေးချမ်းတာအဲ့ဒါဖယ်ပြီးတော့ခုနကကိုယ့်ရဲ့ရှုခွက်ကိုယ့်ရဲ့အာယုပေါ်မှာပြန်ပြီးတော့ရှုနေတဲ့အာယုမှာသတိလေးပြန်ကပ်ပြီးတော့ထားမယ်ဆိုရင်အေးချမ်းပါလေဒီပူလာမှုတွေလက်မခံဘူးကွာနာသီဝဆိုနာသီဝပေါ့ဒုက္ခဝေဒနာဆိုဒုက္ခဝေဒနာခုနသာမေသညာပပနေတဲ့စိတ်မှာပေါ်ရစဉ်းစားရင်စဉ်းစားတယ်တွေးတယ်ကြံစည်တယ်ဒါတွေလည်းအကုန်လုံးအကျုခံတရားတွေကြီးပဲတဲ့ရှုရမယ့်တရားတွေကြီးပဲဒီထိုင်နေမှလမ်းလျှောက်နေမှရေကျိုးနေမှမဟုတ်ဘူးဒီထဲမှာပေါ်နေတဲ့ဘုရားကလောဘဒေါသမောဟအိတ်တပိရိယမမနာသောကပိရိယဒါတွေလည်းပဲအကုန်လုံးရှုရမယ့်တရားတွေကြီးပဲစဉ်းစားရင်စဉ်းစားတယ်တွေးတယ်ကြံစည်တယ်ဒါနဲ့ရှုမှတယ်အဲ့ဒါတွေကရှုဖက်များလာတဲ့ယောဂီကနောက်တပြေးပြီးနဲ့သူအသားကျလာပြီးတော့အပူတွေကိုလက်မခံတော့ဘူးအမြဲတမ်းသူ့ရဲ့တရားနဲ့ကိုနေတဲ့အခါကျတော့ဘဝအေးချမ်းတာပဲပေါ့ဘဝချမ်းသာတယ်ပဲပေါ့ညဘဝအေးချမ်းခြင်းနဲ့ဘဝချမ်းသာခြင်းနဲ့ဆိုမြတ်စွာဘုရားရှင်ကဓမ္မနဲ့နေပါတဲ့တရားပြည့်စုံမှာလည်းအေးချမ်းသံဃာမှာလည်းချမ်းသာတယ်ဘုန်းကြီးတွေကဟိုးအစမနေသာသနာနဲ့ကနေပြီးတော့ဒီလိုဘဝတွေရခဲ့တဲ့ဘဝတွေလည်းဘဝတစ်ခုရလိုက်ဦးလိုက်တာလိုက်သိလိုက်ဘဝတစ်ခုရလိုက်ဦးလိုက်တာလိုက်တယ်ဦးနာသိနေမဲ့လာခဲ့ဦးနာသိတာပြောတယ်လေဦးနာသိကြားထဲမှာလောင်လိုက်တဲ့မိတွေကလည်းနင်းလုံးမဟုတ်ပဲဒေါကမိပရိဒေဝမိဒုက္ခမိဒေါမနတသောယန္တတိမိတွေကလည်းနင်းလုံးမဟုတ်ပဲဦးရာအသက်ကြီးလိုက်ဦးပဲဒါလည်းအဲ့ရဘုလိုမလားပြင်နာမယ်ပြီးတော့တင်ကြကိုဒီဦးနာသိကြားထဲမှာလောင်လိုက်တဲ့မိတွေဘဝရဲ့မအေးချမ်းမှုတွေပေါ့အဲ့ဒါတွေလည်းမြဲတယ်ကိုယ်တရားပဲမဟုတ်ဘူးတတ်တော်အာလုံးဤကဲ့သို့ခံစားရတာဒီပဲတဲ့ဘာကြောင့်လို့ခံစားလဲဆိုတော့အဲ့ဒီအေးချမ်းတဲ့တရားကိုကိုယ်နှလုံးသားထဲမှာမထည့်ထားတဲ့အတွက်ကြောင့်တနည်းအားဖြင့်ပြောရင်ဘုရားကိုယ်တော်မြတ်ရဲ့ဒီကဏ္ဍမှာကတည်းကကျင့်စဉ်ကိုမကျင့်ကြတဲ့အတွက်ကြောင့်
ဘုန်းကြီးတွေကဟိုးသောတဲ့သံဃာနဲ့ဥနာသိနဲ့လာခဲ့ရတယ်ဒီတော့ဟိုတော့ဘဝတွေထားခဲ့အောင်ပေါ့သံဃာလည်းမတွေ့ရဘုရားမရှိတရားမရှိသံဃာမရှိတဲ့ဘဝတွေယခုတော့ဘုရားနဲ့တရားနဲ့သံဃာနဲ့သာသနာ့မြို့မှာလူပြည့်ကိုရကြတယ်ကံကောင်းထားမှလို့သာသနာ့မြို့မှာလူပြည့်ကိုရကြတော့သာသနာ့မြို့မှာထွက်လန်းဆိုတာရှိတာကိုအေးချမ်းတဲ့ကျင့်စဉ်ကြီးရတယ်ရှိတယ်ဘုရားကလည်းပေးလိုက်ရတယ်အဲ့ဒါအေးချမ်းတဲ့ကျင့်စဉ်ကြီးဘုလိုကြည့်ကြမယ်ဆိုရင်ဒီဘဝမှာလည်းအေးချမ်းသံဃာမှာလည်းချမ်းသာကိုလုံးမြောက်သွားတဲ့ပုဂ္ဂိုလ်တွေပြန်ပြီးတော့ကြည့်လိုက်ကြမယ်ဆိုရင်ဒီတိုင်းသိသွားကြတာမဟုတ်ပဲတစ်ဖက်ကစီးပွားရေးလုပ်တဲ့သားရေးသမီးစီးပွားရေးလုပ်တဲ့တစ်ဖက်ကလည်းပဲစီးပွားရေးလုပ်နေတဲ့ဒီဓမ္မကိုနှလုံးသားနဲ့မှကတ်ထားတယ်ဘုရားမြတ်နဲ့ပြောတဲ့ရာဇဂျိုတို့တာဝတိတို့ပေါ့အဲရာဇဂျိုတို့ကျလူကြီးကိုကူတွေပါတန်90ပါ90သောလူတန်90သောလူတွေဟာအောက်ဆုံးသောရပတိမညာဘုံနဲ့ရကြကြတယ်ဘုရားဘုကြည့်တယ်တန်90ပါတန်90လောက်သောလူတွေဟာအောက်ဆုံးသောရမတည်နေကြတယ်သောရမတည်နေကြပြီဒီပုဂ္ဂိုလ်တွေကငါးပါးသီလခေါင်းထုတ်ခဲ့လို့နေသွားတယ်သူများတဲ့မတတ်တော့ဘူးသူဘာပြောဆိုမကူတော့မလူတော့မတိုက်တော့ဘူးကာမဂုဏ်မှုတော့လည်းမှားရင်းမရှိတော့ဘူးတဲ့မိသားစုအင်းညာတာပေါ့ဘုရားဝါဒလိန်ညာကောက်ပြီးတဲ့စကားလည်းမပြောတော့ဘူးသူရမေရိယအရေးသေးတာတွေလည်းဘယ်တော့မှမသောက်တော့ဘူးပြီးတော့ပါဏာတိပါဒအာဒီနာရဏကာမေတုမိစ္ဆာသရဘုရားဝါဒသူရမေရိယဒီငါးပါးကောင်းလုံချုံသွားပြီလူတိုင်းလုံချုံနေတာအခုလည်းမရှိတော့ကြမြလည်းမရှိတော့ကိုယ့်ရဲ့သားသမီးတွေသူများမကောင်းကြည့်ကြမှာလည်းမရှိတော့ဘူးကိုယ်လိန်ညာကောက်ကြည့်ပြီးတော့စေဘောဇာပြည့်စည်ကြောင်းအဲပြောနေတဲ့ပုဂ္ဂိုလ်တွေလိန်ညာတဲ့ပုဂ္ဂိုလ်တွေပြည့်ကိုကြားဖြတ်ပေါ်မှာပေါ့ဒါတွေလည်းမရှိတော့ဘူးအရေးကြီးစွာတောက်စားမှုရဲမှာပုဂ္ဂိုလ်လည်းမရှိတော့ဘူးဘလို့အေးချမ်းလိုက်တယ်ခါတော့စဉ်းစားကြည့်လိုက်ကိုယ့်ရဲ့ရာဇဝဘုတ်ကိုယ့်ရဲ့တရားကလာမယ်အဲ့လိုများရှိရင်ဘလို့အေးချမ်းမလဲဒီရက်ွက်ကြီးဘာရတာသူတော်ကောင်းပြီကြီးပဲနေတော့အဲ့ဒါဘုရားကြီးကိုလက်ထက်တော့ကတော့ဒီပုဂ္ဂိုလ်တွေပြန်ကြည့်လိုက်ပြန်တော့လေအကုန်လုံးအဲ့ဒါသာဝေကိစ္စနဲ့တာယသမီးစီးပွားရေးတွေနဲ့ဒီတော့တာယသမီးစီးပွားရေးလုံးနေရင်းနဲ့မဉ္ဇဉ်ဘုံဉာဏ်တွေရထားကြတယ်ရတဲ့တော့သူတို့မြတ်စွာဘုရားနဲ့မတရားသောနာမည်ဘုရားကြည့်စီနေတရားနာတော့ကိုယ့်ကိုဘုရားကတမန်ကျပါပါအနေနဲ့အလိုလိုကြီးလည်းပဲတတိလိကတ်ထားပြီးနေကြမယ်။ဘောရလာရသာနာသာနာနိနာထိုင်တာတတိလိကပြီးတော့ဓာတကညာနာသီဝစိတ်တံဝလိတိထိုင်မယ်။အဲ့လိုတမန်ကျပါပါနဲ့လိုက်ပြီးကျုပ်မှာပေါ်ပြထားရင်လေပဲသမိုင်းကနေပြပြနဲ့ရလာ။သမိုင်းနဲ့ပြည့်တဲ့သမာဓိရအဲ့တဲ့သမာဓိကနေပညာကိုကျေစုပြုလိုက်တယ်။ပညာကဘာလဲဝိပဿနာပညာနဲ့အနေစာဒုက္ခအနတ္တလို့ဝိပဿနာပညာကိုကျေစုပြုလိုက်တာဒီလိုဝိပဿနာပညာလည်းဘယ်မှာသွားရှုလဲခန္ဓာတော်ပဲရှုနေတယ်အနေစာဒုက္ခအနတ္တနဲ့ခန္ဓာမှာပေါ်ရတဲ့ပေါ်ရတဲ့သဘောမှာသတိတိကရှုနေတော့နောက်ဆုံးရှုရင်နဲ့ဘုရားသာမဏေကြပတ်ပါရင်လည်းလက်နဲ့ညာနဲ့အလုံးလုံးကြီးကိုယ်တည်းဆန်းတယ်အကုန်လုံးသူသတိပြင်းနေရှိနေကြတာဒါရင်ဒီစီဝိုင်းလုံးနေနေတော့ခြံဆိုတဲ့ခြံသမားပေါ့လေဆိုတဲ့လေသူ့လုံးနေနေတဲ့သတိလေးကတ်ထားလိုက်တာဘာတူပေါ့ယူပေါ့တဲ့တို့တဲ့ကောက်ဆိုင်ဆိုင်တဲ့အကုဏသတိကတ်လို့ရနေတာပဲလေကိုယ်ရဆိုင်တဲ့ဝတ်ကြွယ်တဲ့ဆက်ပြတိုင်းသတိလေးကတ်ဖတ်များလိုက်အဲ့ဒါတော့မာရိယာလို့ဆိုတာဖြစ်လာအဲ့ဒီသမာဓိကနေတော့ဘုရားရှုနေကြဝိပဿနာဉာဏ်ကိုကြီးစုပြုလိုက်တာကြီးစုပြုလိုက်တော့ရုပ်နဲ့နာမ်တို့ရဲ့ခွဲခြားကြအဲ့မှာပွားရင်တော့ပွေ့တယ်ရုပ်နဲ့နာမ်ရဲ့သဘောတော်ဘာဝအဲ့မှာဟောရုပ်ရဲ့သဘောတော်ဘာအိသရဲ့သဘောဒုက္ခအနတ္တဒီသဘောတွေပဲဖြစ်တာပဲဖြစ်ပြီးတော့ပြည့်နေတာရဲ့ဆင်းရဲနေတာရဲ့မဖြစ်ပါနဲ့နာမြတ်သိမြတ်နဲ့အနတ္တသူ့သဘောနဲ့သူဖြစ်သူ့သဘောနဲ့သူပြည့်နေတာပဲဆိုတာကိုဉာဏ်နဲ့မှပိုင်နိုင်ပြီးသွားကြတာဒါကြောင့်သံ90သောလူဦးရေဟာအောက်ဆုံးသောရမယ်ပြည်နေကြတယ်ဘယ်လောက်အေးချမ်းလိုက်တဲ့မြို့တွေကြွားနေလဲ
ဘလောက်အေးချမ်းမဲ့နိုင်ငံတော်ကြီးတယ်မိမိသာရမင်းကြီးကိုယ်တိုင်ကလည်းသောရမန်လေသောရမန်မင်းကြီးသူနိုင်ငံမှာလည်းပဲဘုရားသား90သောလူကြီးကသောရမန်တည်နေကြဆိုဘာမှဒီအမှုတို့ရောပြီးစိတ်ဘုရားရှိတယ်လို့ပြားတယ်လို့ထားကြလည်းမလို့တော့ဘောဘာမှုမှလည်းရှိမှာမဟုတ်တော့ဒီသား90သောလူပြပုရုษရဲ့သမာသူလုံးသူလုံးကြဒီအရိယာတွေသောတာပန်လည်းဓာတုလို့သူလို့ကြပါလေအကုသိုလ်လို့တွေမလုပ်ကြဘူးပေါ့ဒီကြားကုသိုလ်ဒီကုသိုလ်လို့ဒီလို့ကုသိုလ်လို့လို့ကိုယ်စားဖို့ဒီကြီးဒီမှာတတိကြပြီးတော့ဒီသွားကြပါသေတော့ဘယ်ရောက်ကုန်ကြမလဲအကုန်မြတ်ပြည်လောကရောက်ကုန်ကြပြီပေါ့အခုဆိုရင်ဒါဒီနတ်ပြည်၆ထပ်မှာအဲ့ဒီနတ်သားနတ်သမီးတွေအရိယာနတ်သားနတ်သမီးတွေအများကြီးပေါ့ဒါမဲ့တဲ့လောကလူလောကလူသူလည်းလူကြီးဆိုတယ်လည်းအများကြီးသိသလိုတဲ့လောကမှာလည်းပဲဘုရားသာသနာ့ကြီးအများကြီးတော့အဲ့ဒါမှအရိယာတွေဒါမဲ့ဒီရဲ့မြတ်စွာဘုရားပွင့်တော့အရိယာပုဂ္ဂိုလ်တွေအများကြီးနတ်ပြည်လောကရောက်ကြတာပေါ့အကျိုးလည်းပဲဗျာမပြည်ရောက်ကြအနာဂတ်ဘဝနဲ့သိကြရင်ဗျာမပြည်ရောက်ကြတာပဲသောရမသာကနဲ့သိကြရင်နတ်ပြည်ထောက်တဲ့ရောက်မယ်နတ်ပြည်ရောက်တဲ့ရောက်တော့သူတို့အပေတွေကပိတ်ထားတာအပေဝေသောခါမှာမသွားတော့သူတို့ပြန်ဆင်းနိုင်လေလူပြည်လောကပဲသူလူပြည်လောကပြန်ရောက်လာပြီးတော့ဒီလေးဘွားကနေပြီးတော့သူတွေရှိကြတယ်ဟိုမြတ်စွာဘုရားလက်ထက်မှာရှိခဲ့ဘူးတွေအဲ့ဒါကောသလမင်းရဲ့ဉာဏ်တော်တွေမှာဖြစ်ခဲ့တယ်ကလေးနဲ့ကလေးနဲ့ဘာပြောကြလဲကလေးနဲ့လူကြီးတွေတဲ့ဘခက်မှာအဲ့နဲ့ကလေးနဲ့လူကြီးတွေတဲ့တော့ဘုရားကရှင်မင်းရဲ့သားဥပေက္ခတိပါနဲ့အစစ်မြင့်တဲ့နေရာမှာအဲ့နေတာပေါ့တရားကအထိန်တော်ရဲ့သားသူကသူ့ရဲ့ခုနဥပေက္ခတိပါတော့မရဘူးသူ့ရဲ့အစစ်ညာနဲ့ကြည့်တယ်ဘုရားလူဘောကအစစ်တဲ့နေရာမှာသူကအဲ့ရတာပေါ့ဘခက်လေးနဲ့လူကြီးတွေတော့ဘောကလေးကကြည့်လိုက်အဝတ်ကလေးလူကြီးတော့ပြောမယ်ဘောကလေးကပြောလိုက်တာအဝတ်ကလေးခုနကောသလမင်းရဲ့သားကလေးကအဝတ်အထိန်တော်ရဲ့ကလေးကိုပြောလိုက်တာလူပြောမရှိဘူးထင်ပြီးတော့လူလည်းတည်းရဲ့တဲ့ဘောနေပြောတယ်မင်းငါရဲ့သားနားမထောင်တဲ့အတွက်ကြောင့်ခုမင်းအစစ်နေတဲ့နေရာမှာပိတ်ပြန်တစ်ခါလေးနဲ့ပိတ်ပြန်ဆောင်လေးထုတ်ပြီးတော့အဲ့နေရာမှာမဟုတ်လားတဲ့ဘောကလေးကပြောလိုက်တာရှင်မင်းရဲ့သားဆိုတော့အစစ်မြင်တဲ့နေရာမှာဥပေက္ခတိပါနဲ့အဝတ်ကလေးကပြန်ပြောတကယ်ကြီးမင်းကတော့ရှင်မင်းရဲ့သားဥပေက္ခတိပါနဲ့အစစ်မြင်တဲ့နေရာမှာအဲ့နေရာနဲ့မင်းနဲ့တင်သွေးမရနဲ့တဲ့မင်းအဲ့ရတဲ့ဥပေက္ခတိပါလည်းပဲဓာတ်ကြီး၄ပါးပဲတဲ့ငါအဲ့နေရာနဲ့ပြည့်ပြန်ရလည်းပဲဓာတ်ကြီး၄ပါးပဲတဲ့ဒီစကားကိုဘယ်သူကသွားကြလဲဆိုတော့အဲ့ဒါကောသလမင်းရဲ့သမီးတော်သုခနာဒေဝီကသွားကြဒီစကားတွေကသူလေးနဲ့မတန်တဲ့စကားတွေပဲမသိနားမဲ့တဲ့လူတွေများကြားလို့ကလေးတွေကအန္တရာယ်ကြားရမယ်လေဟုတ်တယ်လေစဉ်းစားကြည့်ဘယ်ခက်တည်းမှအဲ့တဲ့ကလေးတွေနေရပါအဲ့ဒါနဲ့သုခနာဒေဝီကမြတ်စွာဘုရားနဲ့သွားကြမြတ်စွာဘုရားတဲ့နန်းတော်မှာအဲ့တဲ့ကလေးတွေကဤကဲ့သို့စကားပြောကြတယ်ဘုရားတဲ့အဲ့ဒါဘယ်လိုအကြောင်းကြောင့်လဲလို့ဘုရားအကြောင်းများနေသွားတော့ကြောင့်မြတ်စွာဘုရားအဲ့ဒါချက်ဟောပြီးတယ်ဒီသမီးတွေဒီကလေးတွေကကတ္တမမြတ်စွာဘုရားလက်ထက်တော့ကသင်္ကေကြီးနှစ်ပါးဖြစ်ခဲ့ဘူးတယ်သင်္ကေနှစ်ပါးဖြစ်ခဲ့ဘူးတော့တပါးသောသင်္ကေကြီးကနှစ်ပါးသူဆုံးရတာပဲနှစ်ပါးလုံးအားထုတ်ကြတာပဲနှစ်ပါးလုံးအားထုတ်တော့ဘယ်ဉာဏ်စိတ်ဉာဏ်မြတ်စွာဘုရားမပြောဒါပေမဲ့ဒီကလေးတွေအဲ့ဒါမှသူတို့သုံးသပ်တာပေါ့ဒီရွေးတဲ့ဒီလိုပြဿနာဒီပရမတ်စကားတွေပြောနေဆိုတော့ရိုးရိုးကလေးတွေတော့မဖြစ်နိုင်ဘူးဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီကလေးတွေနေရကတ္တဗမြတ်စွာဘုရားလက်ထက်တော့ကယဟန်တော်နှစ်ပါးဖြစ်ခဲ့ဘူးတဲ့တဲ့အတူနေပြီးညီညာတော်လည်းပဲသဘောတိုင်းမတူရဘူးနှစ်ပါးတော့ရတဲ့ကိုယ့်ရဲ့လက်လာပါတယ်ငါကတော့ချင်းမြတ်ရဲ့လူတွေသူကိုယ်တိုင်လည်းဖုံးပြီးတာဆုံးခံတယ်ရလာတော့သူကိုယ်တိုင်လည်းဖုံးနေတာကတော့ချင်းမြတ်ရဲ့ခါတဲ့လူပြီးတော့ပြေးလိုက်တာကိုယ်တစ်ပါးတော့မဟုတ်သူ့ဘိုးလေးဝါရုံပဲဆုံးလေးကန်သူ့သူစားပြီးတော့နေတာနေတော့ရတဲ့ညတကယ်ကြီးအဲ့လိုမလုပ်နဲ့
ကိုခံရတဲ့ဆုံးကိုွယ်တဲ့တန်ဃာတော်လည်းသူကိုလည်းဘုံပြီးပေါ့ဝါပြန်ပြောတယ်တကယ်ကြီးမိွယ်ဒီခါတော့မဲ့လူရဲ့ဆုံးမင်းဘာလို့အလင်းလွတ်ပြရတယ်လဲတဲ့ကိုဝါရောတော်ပြီပေါ့တဲ့တပားကဘလို့မတိုင်းလို့မရတော့အဲ့လိုနှစ်ပါးတော့သူတို့နှစ်ပါးအဲ့ဒီဘာနေသေးတော့နတ်ပြည်လောကရောက်သွားကြတယ်တဲ့နတ်ပြည်လောကရောက်သွားတော့နတ်ပြည်ကဒါနအားကောင်းတဲ့နတ်သားတော့သူကတော့ဘုံကကြီးမားပြီးတော့ရွလူပကလေးချမ်းချမ်းဩသာတိတ်မှကြီးမားမှာပေါ့ဘုရားဒါနနေတဲ့ပုဂ္ဂိုလ်ကတော့သူကဘုရားဒါနအားကောင်းတဲ့ပုဂ္ဂိုလ်နဲ့စားလိုက်တော့သူအစစ်တမ်းနေမှာပေါ့အဲ့ဒါနဲ့အဲ့ဒီနတ်သားတစ်ပါးတဲ့အခုတော့နတ်သားနဲ့တို့လူပြည်လောကရောက်လာကြတာတဲ့ဒါနအားကောင်းတဲ့နတ်သားကတော့ဖြစ်ရန်တော်ကတော့ဖြစ်ဘောဓရမင်းရဲ့သားတော်လာပြီးတော့ဖြစ်တယ်ဒါနအားနေတဲ့ပုဂ္ဂိုလ်ကတော့ဖြစ်သူအထိန်တော်ရဲ့သားလာပြီးတော့ဖြစ်တယ်အဲ့ဒါဒါနရဲ့အကြောင်းမြတ်စွာဘုရားဒါနဆိုအကဲ့သို့လောကမှာကွာဟသွားကြတာဟောဒါနနေတဲ့ပုဂ္ဂိုလ်ဒါနများတဲ့ပုဂ္ဂိုလ်ဤကဲ့သို့ကွာဟတယ်သီလမလည်းတို့တူပဲသီလအားကောင်းတဲ့ဘုံများတော့တတ်ကြည်တဲ့ဉာဏ်မိုင်းတွေကောင်းတယ်တဲ့သီလအားနေတဲ့ပုဂ္ဂိုလ်များကြတော့ဉာဏ်မိုင်းတွေတူတဲ့အတ္တတွေတူတယ်တဲ့ဘဝနာကြတော့အတူတူပဲဟောရမယ်လည်းဒီနိဗ္ဗာန်သာကအနာဂတ်ယန္တာနိဗ္ဗာန်ကြတော့အတူတူပဲတဲ့ဒါပြည့်ဒါနမှာကွာမယ်သီလမှာကွာမယ်ဘဝနာမှာကြတော့နိဗ္ဗာန်ရတာကြတော့အတူတူပဲအဲ့ဒါကပညာရှင်တွေကသုံးသပ်တာဟောဒီကလေးတရားကတော့ဒါလူပြည်လောကပြန်ဆင်းလာတာဒါတွေကအရိယာပုဂ္ဂိုလ်တွေဖြစ်နိုင်တယ်ဖြစ်မှာပေါ့ဗျာကောင်းကံကတော့ကသဘောလေးဘုရားကြီးဖွင့်သွားတာပဲဟိုးကောင်းကံမြတ်စွာဘုရားကြီးဖွင့်သွားတဲ့နေ့ကျင့်သောလူသားတွေအသက်အနှစ်ကျင့်သောလာရှိတယ်ဟာကောင်းတာကိုမြတ်စွာဘုရားဖွင့်တဲ့လူသားတွေအသက်တန်နဲ့၄သောင်းပြည့်တယ်ကသဘောမြတ်စွာဘုရားဖွင့်တဲ့လူသားတွေအသက်တန်နှစ်ပေါင်းတစ်သောင်းပွင့်တော့အဲ့ဒီကပွင့်တော့အဲ့ကလူသားတွေကခုနကဘုရားပွင့်တာနာမခုနသာဝတိတို့ရာဇဝတို့မှာခုနသန်း90လောက်သန်း90မှာသန်း90လောက်အောက်လို့သွားတယ်မှာတည်နေကြတယ်ဆိုတော့ကိုယ်ဘက်ဘုရားကလည်းနတ်ပြည်တော်ရောက်နေကြတယ်အရိယာတွေအများကြီးရှိမှာပေါ့အဲဒီကနေသွားတယ်မှာရံတော့လူပြည်လာပြဖြစ်ရအောင်ပါတို့ကလူပြည်လာပြဖြစ်တော့လူဘတယ်လူဘတွေတကပြောလည်းပဲဒီကပြည်စီသွားတယ်မှာလူပြည်ရနေပဲရဟန္တာပြည့်တော့ဇာတဲ့ပြိဋိဘံပြုတယ်အကျိုးလည်းပဲနတ်ပြည်လောကတတကတုပါရမသွားတယ်မှာနတ်ပြည်လောကပြန်တက်သွားတယ်ပြည်လူပြည်လောကပြန်ဆင်းတယ်အဲ့လိုခေါင်းနေတတကတုပါရမသွားတယ်မှာခေါင်းနေခြင်းနဲ့ပြိဋ္ဌာန်တွေယူရသေးတယ်ကိုဒါကြောင့်လို့အဲ့လိုသူတို့ကအာကောင်သူတို့ကအာမခံကြီးရသွားတာကအယေတရိစ္ဆန်ဒိဋ္ဌာသူတို့ကလို့ခေါ်တယ်အပေတံညာကိုတော့လုံးဝဘယ်သောကမှမသွားရတော့ဘူး။နာမူရှိသွားတာအဲ့လိုဘွားသူရဖို့ဘုလိုယောဂီဘွားသူတော်လားလို့ကိုယ်ပေါ်နဲ့အမဂန်ကြီးရဖို့ခဏလူပြည်နဲ့ပြည်လာပဲစုံစမ်းပြီးတော့နိဗ္ဗာန်ကိုဝင်ဖို့ကိုယ်တိုင်ကြိုးစားမှရမယ်တဲ့။ရကုတော့သာသနာ့လူဖြစ်ခွင့်ရတော့အဲ့လိုအပေတံညာလုံးရောက်တဲ့ကျင့်စဉ်ကြီးပြုပြီးတော့ကျင့်သုံးနေကြပြီဒီဘောမှာကုဏလူသန္တာနိပတိဝိရိယနိပတိစိတ်ဓာတ်ဒီမန္တာနိပတိဒီပတိဒီဝါလက္ခဏာပြီးတော့သန္တာဘုဝိရိယဘုဒ္ဓတိဘုသမတုပညာဘုဘုငါးပါးလက္ခဏာပြီးတော့ပြုစာပွားများအထုသွားကြမယ်ဆိုရင်ဒီဘောမှာပဲအညာပူညာရပြီးတော့အပေတံညာလုံးရောက်သွားလိမ့်မှာပေါ့သိရင်နတ်ပြည်လောကရောက်နတ်ပြည်လောကမှာလည်းလက်သိသိနဲ့ပြည့်ခံစားပြီးတော့ပြန်စင်းလာတဲ့လူပြည်လောကရောက်ပေါ့လူပြည်လောကနတ်ပြည်လောကရောက်ပေါ့အရေးကြီးတာအပေတရားပဲပေါ့ဘဝမှာအရေးကြီးဆုံးပဲအဲ့ဒါပေတံညာလုံးရောက်ဝေရပြည့်နာတိဝစိတ်စားပြီးတော့ဝိနေလူကိုထီးသီးတည်းထွားတဲ့လူကိုလည်းထီးသီးတည်းရှုမှတ်ပွားများအားထုတ်ပြီးပါအားထုတ်ရဲ့၄ပါးသဘောကပေါက်ပြန်လာလို့၄ပါးသဘောဆိုတာမြေသဘောရေသဘောမီးသဘောလေသဘောပထဝီအဘောဒီသောဝါရောက်ခန္ဓာတော်မှာရှိနေပြီးသားလေအဲ့ဒါ၄ပါးသောပေါက်ပြန်လာလို့ညောင်းတယ်ညာတယ်တောင်းတယ်တင်းတယ်ကိုက်တယ်ခဲတယ်မာတယ်ညမ်းတယ်လေးတယ်ဆိုရင်အဲ့လိုပေါ်လာတဲ့ဒုက္ခဝိနာဝါတတိကပြီးတော့အနေစာဒုက္ခအနတ္တအနေစာဒုက္ခ
ဒုနာရဲ့ဒုကိုပယ်လိုက်တဲ့နားတဲ့သဘောကိုယူမယ်ကြောအောင်ကြောကိုပယ်လိုက်တဲ့အောက်တဲ့သဘောကိုယူမယ်ခေါင်းကိုက်ရင်ခေါင်းလုံးဆိုရင်ပညာကိုပယ်မယ်ကိုက်ရင်တဲ့သဘောကိုယူမယ်အတ္တိချာသောအပေါ်တွင်သောဒုက္ခဝေဒနာပါရမတ်ရဲ့ပုံမှာတတိကပြီးတော့အနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တမမြဲတဲ့သဘောဆင်းရဲတဲ့သဘောအဆုံးမြတ်တဲ့သဘောမမြဲခြင်းဆင်းရဲသူသဘောကိမှန်များစွာရှုပါရှုရင်လည်းဒုက္ခဝေဒနာပြောင်းသွားရင်မနာပြောလို့ကာသီမစိတ်ပြန်ဆိုင်ဖြီးသီတတိဖြီးသီတတိဖြီးသီတတိပြန်ပြီးတော့ကတ်တာဖြီးသီတတိဖြီးသီရှုရင်လည်းမနာဒုက္ခဝေဒနာပြန်ပေါ်လာပြန်ပြီဆိုရင်အဲ့ဒီဒုက္ခဝေဒနာကတတိကပြီးတော့အနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တမမြဲခြင်းဆင်းရဲခြင်းသူသဘောကိုကိမှန်များစွာရှုပါအဲ့လိုရှုရင်နဲ့တကယ်ဒုက္ခဝေဒနာရဲ့အစအလယ်ဆုံးရောက်သွားတယ်ဆိုရင်ဒုက္ခနိရောဓနိဗ္ဗာန်ဝေဒနာနိရောဓနိဗ္ဗာန်နဲ့တရားကိုတော့ပြန်ရပဲသန္တာလုံးရောက်နိုင်တယ်တရား5မိနစ်လောက်ဘာဝိတာဝုနိကတာကျင့်ခံများစွာပြုမှတ်ပွားများအားထုတ်နေပါ
စနေနေ့73ရက်4လပိုင်း2020နှစ်ကြာသိညာအကျူနေ့တင်လာနေ့မှာအဘိုးဦးစိန်မောင်ဘွားတော်ဝီလုံးအဘေဦးတွန်ကြံအမေတော်တိချွေအဘေဦးတင်လိုက်အမေတော်မြတ်ရည်တော်ဟာယေရှုပြီးတော့ဦးအေဟုတ်တော်ကျင်နှတို့မိသားစုတို့မှာအရင်တော့ဆွမ်းစားကြောင်းလူလာတာက350ယခုဆွမ်းစားကြောင်းထပ်လူမှာက10သိန်းပေါင်းလိုက်တော့360ရဲ့ဒီနေ့ဆွမ်းသေးစာမနေ့ဆွမ်းနေ့ဆွမ်းအချိုဝဲအချိုရစာရလူနန်းဝယ်ရအပြပြလူနန်းတာက30နဲ့5သိန်းကျက်ဒီနေ့အလူချင်းတွေကတော့ဖြင့်ဥအိမ်ဟောတော်ကျင်လာတို့မိသားစုတို့ကဗျာမူနာသောသံဃာတော်ရှင်မြတ်တို့နှင့်တကွကျောင်းအတရားလိုအားထုတ်တော်မူကြဘုံတော်ရဟန်းရှင်ယောဂီအပေါင်းသူတော်ကောင်းတို့ဤကြွရောက်လာကြတဲ့အလုံးသောပြည့်စုံသောသူတော်ကောင်းတို့ပါမနက်စွမ်းနေ့စွမ်းမြတ်လူတန်းကြတဲ့စွမ်းစားကြောင့်သောလူရမြတ်လူတန်းကြတဲ့အကျိုးရည်များလူတန်းကြတဲ့ဒီနေ့စွမ်းတရစာပေါ့ဒါကြောင့်ဒါနကုသိုလ်ကောင်းမှုတွေလို့ခေါ်တယ်အဲဒီဒါနကုသိုလ်ကောင်းမှုတော့ဘုရားပြောသလိုဒါနတော့ဘောကပါဒါနတော့သူ့ရဲ့လမ်းကချမ်းသာတဲ့လမ်းပဲဉာဏ်ပဲဖြစ်ဖြစ်ခြင်းပဲဖြစ်ဖြစ်လူသားပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ဒါနအားကောင်းတဲ့ပုဂ္ဂိုလ်ဒါနနေတဲ့ပုဂ္ဂိုလ်ကရန်တော်လေးကိုယ်တကလေးလေးနဲ့ရောက်ရဲ့သဘောမြတ်စွာဘုရားကရန်တော်နှစ်ပါးပြဟောတာပေါ့အဲ့ဒါဒါနရဲ့စွမ်းပကားကြီးတဲ့ဘုရားကြီးတော်မြတ်ကတော့ဘုရားသီလကြီးအကျိုးမြတ်သီလကြီးလုံးပြောအောင်သီလဝိသုဒ္ဓိပြအောင်စောင့်ကြောက်ကြတာကြီးအများကြီးကြတယ်အဲ့ဒါသီလတော့သီလတော်သုခိတာအတ္တိကြီးတဲ့ဉာဏ်မိုင်ကြီးကောင်းတယ်ဘဝနာတော်မြတ်ဘုရားနှလုံးသားအေးချမ်းမှုဘဝအေးချမ်းဘဝချမ်းသာဝိကေတိသံတိဒါသူရကေလွတ်တော်တဲ့အဘေကံမြတ်မလွတ်မြောက်မှုကြတော့ဘဝနာတော်ကမကဲနိုင်တာယုတ်တော်တူစားဖို့ဘုန်းကြီးတွေမှာချိန်ကြည့်သေးတယ်ဘဝနာတော်ဘာလို့ချိန်ကြည့်သေးလဲလို့ဘုန်းတို့သိညာကိုမရောက်သေးလို့မရောက်ခင်မှာတူစားကိုရတာဘုန်းတို့သိညာကိုရောက်သွားပြီဆိုတူစားမှာထားခြင်းလိုက်တော့ဘယ်တော့ရတော့လဲဒါကြောင့်တူစားပိုင်ခွင့်တူစားနိုင်ခွင့်ရှိသေးတယ်ဒါကြောင့်မို့လို့အဲ့ဒါတူစားပွားများအားထုတ်ကြပါသမ္မာဒိဋ္ဌဘိကဝေသမ္မာဒိဋ္ဌဘိကဝေမြတ်လူအားထုတ်တော်မူကြကုန်သောယခြင်းလူယောဂီအပေါင်းသူတော်ကောင်းတို့သမ္မာဒိဋ္ဌဗမေမလျောမမောမသသောတတိသံဝိကဉာဏ်တရားဖြင့်ဝါသီလသမာဓိပညာတရားဖြင့်သမ္မာဒိဋ္ဌကိုယ်စီကိုယ်ငါကောင်းသောမသွေပြည့်စုံနိုင်ကြပါစေကုန်သတည်း